Super Pro D125 engine power စမတ်ကြီးလေးရတော့မင်းတို့ဒီခဲဖြူရောင်လေးရတော့မင်းတို့ခု2026မှာရောက်ရှိလာတဲ့ဘိန်းလေးပဲဖြစ်ပါရဲ့เนาะကဲအယောင်လေးကလည်းမင်းတို့ရွေးချက်စရာလေးနည်းနည်းရှိသေးတယ်ပေါ့เนาะပစ္စည်းလေးတွေလည်းမင်းတို့အပြက်မြန်တယ်ပေါ့เนาะဒီ Super Pro လေးတွေကပစ္စည်းဝင်တိုင်းရတာအရန်ကြတယ်ဘာဖြစ်လို့လဲဆိုတော့သူကတော့ VN နိုင်ငံကိုလည်းပို့တာဖြစ်တဲ့အတွက်ပေါ့เนาะ VN နိုင်ငံနဲ့မင်းတို့ဒီမြန်မာနိုင်ငံကိုပေါ့เนาะပို့တာဖြစ်တဲ့အတွက်မင်းတို့ပစ္စည်းကတော့ခဏလေးဆိုရင်ပြတ်သွားတာပေါ့เนาะအပြက်မြန်တယ်အခုပစ္စည်းလေးအနှဲငယ်ရှိတော့ပေါ့เนาะအမြန်လေးပေါ့เนาะဝယ်ယူအားပေးနိုင်ပါပြီကဲအယောင်လေးကတော့ဒီ net ဆိုရယ်ခဲဖြူလေးရရှိရဆိုတဲ့အကြောင်းကိုမင်းဗီဒီယိုရိုက်ပြပေးလိုက်ပါရနော်ကဲပစ္စည်းလေးအပြက်မြန်တာမို့လို့ပေါ့နော်အခုချစ်တူများနေလဲရောက်တော့မှာဆိုတော့ဒီလိုမျိုးလက်ဆောင်လေးပေးမယ်ဆိုရင်လည်းအရန်အဆင်ပြေပေါ့နော်ကိုချစ်တူကိုလက်ဆောင်ပေးမလားပေါ့ဒီလိုဘူးလေးရစသူကတော့အရန်ကိုပေါ့လှပတယ်ပေါ့နော်သူ့ရဲ့တော့ဘူးလေးရပေါ့နော်ကဲပစ္စည်းအပြက်မြန်တဲ့ပစ္စည်းလေးမို့လို့ဒီတို့ဝယ်မယ်စိတ်ကူးတဲ့ customer လေးပေါ့နော်အမြန်လေးလာရောက်ဝယ်ယူပေါ့နော်မင်းတို့ဆိုင်ရတော့85စကိုင်းမန်းလေးလမ်းစနာမဏိဖျားပေးပေါ့နော်မရဘူးလားဆိုင်ကုန်အနီးမှာတရှိရပဲဖြစ်ပါတယ်နော်ကဲအင်ဂျင်ပါဝါလဲစီးကျင်တယ်စမတ်ကီလေးနဲ့လဲစီးကျင်တယ်ဆိုတော့ဒီဘိန်းကိုမဖြစ်မနေဝယ်ပေါ့နော်ခဲပြီးအောင်လေးပဲဖြစ်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်